တိတ်တယဟန်တထေတလေးမြတ်စွာဘုရားရဲ့တရားပွဲအခုလိုတရားပွဲသွားပြီးတရားနာလိုက်တော့ကောင်းလိုက်တဲ့တရားကောင်းလိုက်တဲ့တရားဒီလောက်ကောင်းတဲ့တရားကိုငါလူကိုကြောင်နေတော့ကျင့်လို့အဆင်မပြေဘူးသင်္ကန်းဝတ်မှဖြစ်မယ်ဆိုပြီးတော့မြတ်စွာဘုရားကခွင့်ပန်တဲ့သင်္ကန်းဝတ်ခွင့်တောင်းသင်္ကန်းဝတ်ခွင့်တောင်းတော့မြတ်စွာဘုရားကမင်းမိဘနှစ်ပါးရှိလားရှိပါတယ်ဘုရားသူတို့ကခွင့်ပြုလားသူတို့တော့တပည့်တော်ခွင့်မတောင်းရသေးပါဘူးဘုရားဒါဆိုရင်ပြန်ခွင့်တောင်းမိဘနှစ်ပါးခွင့်တောင်းတော့မိဘနှစ်ပါးငါသားရဲ့တဲ့တို့မှသားလေးတစ်ယောက်ရှိတယ်မင်းသင်္ကန်းဝတ်လို့ပဲဖြစ်မိဘနှစ်ပါးခွင့်မပေးငါတို့ရဲ့ပစ္စည်းတွေထိမ့်သိမ်းဆောင်ကြဖို့ရမင်းတစ်ယောက်ပဲရှိတယ်ငါတို့မျိုးရိုးကိုဆက်လက်ထိမ့်ဖို့ကသားတစ်ယောက်တည်းပဲရှိတယ်အဲ့ဒါကြောင့်သင်္ကန်းမဝတ်ပါနဲ့ဆိုပြီးတားလို့မရမိဘကလည်းခွင့်မပြုတော့ဘာလို့တော့မေးအိမ်ရှိမြေပြင်ပေါ်မှာလူလိမ့်ပြီးတော့သင်္ကန်းဝတ်ခွင့်ရရင်လည်းဒီနားကပဲကြောင်းကိုထပြေးမယ်တဲ့သင်္ကန်းဝတ်ခွင့်မရဘူးဆိုလည်းဒီနားလေးပဲသေခံလိုက်တော့မယ်သေရင်လည်းဒီနားပဲသင်္ကန်းဝတ်ခွင့်ရလည်းဒီနားပဲဒီလိုပြောဆန္ဒပြပြီးတောင်းဆိုတာအဲ့ဒီမှာ6ရက်လောက်ရောက်တော့မိဘနှစ်ပါးကဘလို့မှသားလေးဖြောင်းပြမြတော့သူ့တငယ်ချင်းတွေခေါ်ပြီးဖြောင်းပြပါအိုးမင်းတို့တငယ်ချင်းတွေပြောကြပါအောင်ပေါ့တငယ်ချင်းတွေလာပြီးပြောတော့တငယ်ချင်းတွေပြောလည်းမရသင်္ကန်းဝတ်ချင်တာနောက်ဆုံးတော့တငယ်ချင်းတွေကသူ့ကိုဖြောင်းပြမြတော့မိဘနှစ်ပါးကိုပြောတယ်ခင်ဗျားတို့သားလေးသင်္ကန်းဝတ်ခွင့်ပေးလိုက်ရင်သူ့အတန်လေးလည်းကြားရနိုင်တဲ့သူ့မျက်နှာကိုလည်းမြင်ခွင့်ရနိုင်တယ်တကယ်လို့သင်္ကန်းဝတ်ခွင့်မပေးတော့ဒီနာသူသေတော့မှာသေသွားရင်တော့အတန်လည်းမကြားရဘူးမြတ်သူ့ရဲ့ပုံရိပ်လည်းမမြင်ရဘူးဒီလိုဖြစ်သွားမယ်ပေါ့ဟာဒါဆိုရင်တော့မဖြစ်ဘူးဆိုသင်္ကန်းဝတ်ခွင့်ပေးအဲ့ဒီနာကနေထပြေးသွားတယ်ကြောက်သွားသင်္ကန်းဝတ်တယ်မိဘတွေခွင့်ပြုပြီးပေါ့တရားကျင့်ဖို့အားထုတ်တယ်တကယ်ချင်းတွေပေါ်တဲ့ကောင်လေးဆိုတော့တကယ်ချင်းတွေကလာလိုက်တာအဲ့ဒီတကယ်ချင်းတွေနဲ့ထိုင်စကားပြောတာနဲ့တရားအားထုတ်ခြင်းမရဘူးဒီလိုဖြစ်တာအဲ့ဒါနဲ့ရာဇကြိုမနေတော့ဘူးတကယ်ချင်းတွေနဲ့မရှိတဲ့နေရာဝေးတဲ့နေရာသွားမယ်ဆိုတာဝဋ္ဌိသွားနေတာတာဝဋ္ဌိရောက်တော့လေပြိဿကျင့်လိုက်တဲ့ဒုတင်ကသဗ္ဗရဏစာတိကအိမ်စဉ်လှည့်ပြီးဆုံးခံတယ်တရက်9အိမ်ဒီနေ့9အိမ်ပြီးနောက်နေ့တခြား9အိမ်ပေါ့ဘာဖြစ်လို့လဲပြီးကိုဆုံးခံတဲ့အိမ်ပေါ်မှာတန်ရောစင်မဖြစ်ရလေအောင်9အိမ်နဲ့ပဲဆုံးခံတယ်ဒီ9အိမ်ကမလောင်းရင်လည်းမစားမနေလိုက်မယ်ဒီလိုမျိုးအကျင့်စဉ်နောက်တကပတ္တပိဏတပိတ်တဲ့ကြားတဲ့ဆုံးကိုပဲစားတယ်တပိတ်တဲ့လောင်းထဲတဲ့ဆုံးကိုပဲစားတယ်တခါတကမတွေအိမ်ပိတ်ကလည်းမစားဘူးကြောင်းလာပို့ရင်လည်းမစားဘူးတဲ့တရားတရားကောင်းတာပြောတာနော်အဲ့လိုအကျင့်ကောင်းတွေကျင့်ပြီးတော့နေတဲ့ရှင်သိတ္တအိမ်မှာနေခဲ့တဲ့မိဘနှစ်ပါးကခုလိုအေးတဲ့ရာသီဆိုရင်အနှွေးတယ်လေးတွေကိုင်ငါသားလေးလူဘဝတော့ကခုလိုအေးရင်ဒီလိုအထည်ဝတ်နေကြပူတဲ့ကာလဆိုဘလို့ထည်လေးဝတ်နေကြတယ်သူဝတ်သွားတဲ့အထည်လေးတွေကိုင်ကန်ပြီးငိုကြတယ်အဲ့ဒီမှာအိမ်ရှိဖြတ်သွားတဲ့ကလေးမလေးကအဖွားဘာဖြစ်လို့လောင်းငိုလဲငါသားသင်္ကန်းဝတ်သွားလို့သားသင်္ကန်းဝတ်သွားတာသဘောမတူဘူးဆိုအမေရဲ့တဲ့စိုးစောကလေးကတားပေါ့တားတာပေါ့တားလို့မရဘူးခုတော့ဝတ်သွားပြီလားဝတ်သွားပြီဝတ်သွားရင်လည်းငါသားရဲ့ကျဉ်တ်တော့ထွက်ခဲ့ပါတော့ဆိုပြန်ထွက်ခိုင်းပေါ့အဲ့လိုလည်းပြောမရဘူးအဲ့ဒါဆိုရင်ပြန်ရအောင်ကျမခေါ်ပေးမယ်အမေပိုင်တဲ့စည်းတွေတဝက်ပေးမလားကလေးမလေးကတောင်းပေးမယ်တခုတော့ရှိတယ်တဲ့အမေကကျမကိုပြောပြရမှာကအမေသားကလူဘဝတော့ကဘာကြိုက်တယ်လဲပြောဘလို့ဟင်းကြိုက်တယ်လဲပြောဟာဘလို့ဟင်းဘလို့ချက်ရင်ရမ်းကြိုက်တာနဲ့အကုန်လုံးပြောပြလိုက်တော့ကလေးမလေးကအဲ့ဒါမှတ်ပြီးတော့တာဝဋ္ဌိကိုလိုက်သွားတယ်သူသတင်းသုံးတဲ့နေရာသူဆုံးခံတဲ့ရက်ွက်ကိုမှတ်ပြီးတော့မှအဲ့ဒီမှာအိမ်လေးတွေခန်းလေးတွေငှားထားအဲ့ဒီကိုတော်လေးလက်ဆုံးခံကြွရောသူကြိုက်တဲ့ဟင်းလောင်းထည့်တာလောင်းတယ်လိုက်တော့မိဘထံကခွဲလာခဲ့သင်္ကန်းဝတ်ပြီးဆိုကြတဲ့ကဒီဟင်းမျိုးမစားရတာဒုက္ခများလေယဟန်ဘောဆိုတော့ကိုကဒီဟင်းကြိုက်ပြီးမှဒီဟင်းတို့ရတာရှိရဲ့လားမရှိဘူးပြိဿနေပူပါဆိုငေဦးသီးနဲ့တွေ့ရင်တွေ့တာဟုတ်လားဝမ်းလျှောပါဆိုချင်းနဲ့တွေ့ရင်တွေ့တာပဲလေ
အဲ့တော့ကိုမလို့ခြင်းမဟုတ်လို့လည်းပြောလို့မရမြတ်စွာဘုရားပြောသလိုပေါ့ငါတို့ကသူများပေးမှကျွေးမှစားရတဲ့ပိတ္တာလိုပဲတဲ့ဘုရားဒီလိုပြောဘူးတဲ့ပင်ဆက်ကဒါယကဆိုတဲ့တခါကြီးပင်ဆက်ကတခါကြီးဥဖြားဖြား၅ပါးပြုတ်ပြီးမှသမင်းစားလေးရှိတာတဲ့အဝတိပြည်မှာပဲပုံနာကြီးကဖယားကြီးညိုသလားပုံလေးမှရသိမကြီးညိုအဲ့ဒီအိမ်ရှိကိုသွားပြီးဆုံးခံပူတဲ့အိုက်တဲ့ကာလဆိုတခါကြီးကလေဝင်မဲ့ဘက်အိမ်ပြင်ဘက်ကိုကြောပိတ်ပြီးအိမ်နဲ့မျက်နှာမူပြီးသမင်းစားဒကမာကြီးကသူ့ယောက်ျားကြီးကိုရက်ခတ်ပြီးအဲ့ဒီအချိန်မှာအိမ်ဝင်းပေါက်သွားမှာမြတ်စွာဘုရားဆောင်းလာခံဆောင်းလာခံတော့မျိုးသမီးကဘော်ဒီလမ်းကွင်းနဲ့ပေါ့ခေါင်းရမ်းပြသွားတယ်မလောင်ဘူးဖခင်ကလည်းပြန်ခေါင်းရမ်းမရပဲငါလည်းမသွားဘူးဒါမျိုးဗျဘယ်နဲ့ဖခင်နားမလည်လို့လားကရောသောမှလို့ပြောလိုက်ရင်ဒီပုံနာကဥဖြားဖြားလောင်းနေကြဖခင်လာတာမပြောရမလားဆိုငေါက်ခံရမယ်နောက်တကရှိတာလေအကုန်လုံးလိုက်ငါထက်ချဲရင်ငါဒုက္ခများမယ်ဖခင်သူသိခံလို့မဖြစ်ဘူးအဲကြောင့်ခေါင်းရမ်းတယ်ဖခင်လည်းပြန်ခေါင်းရမ်းနောက်တကအဲ့ဒီနာကသာသာလေးထသွားပြီးတော့မှတိစ္ဆထဗန္ဒီတဲ့ဒီအိမ်ကိုကြော်ပြီးတခြားအိမ်ကိုသွားပါကတော်စွန်းပါဟောမသွားဘူးဟုတ်တော့ဘယ်နဲ့ဖခင်ကတော်စွန်းပြောလည်းမသွားဘူးဆိုတော့ပုံလေးမကြီးကပြုံးလိုက်တဲ့အခါဖခင်ကလည်းပြုံးလိုက်တော့အဲ့ဒီမှာရောင်ကြီးတော်ကထွက်ပြီးအိမ်ထဲမှာဝင်းကနေဖြစ်သွားအဲ့ဒီမှာပုံသားကြီးကနောက်လှည့်ကြီးဟောရဘာကြီးပါလေဆိုဖခင်ဖြစ်ဟာဒီပုံလေးမှာတော်တော်မိုက်တာပဲဖခင်လာတာငါမပြောဘူးဆိုပြီးတော့အဲ့ဒီမှာဖခင်သွားရှောင်းခွင့်လို့ပါဗျာတပည့်တော်ဦးပြပြဖခင်ကိုလောင်းပြီးမှစားနေကြတန်ဃာကိုလှူပြီးမှစားနေကြခဏတော့တပည့်တော်ဗိုက်စာသားနဲ့စားလိုက်ပြီးတယ်ဒီမှာတဝက်ဖယ်ကြံတော့တယ်တပည့်တော်စားမိသားကြီးလောင်းလို့ဖြစ်ရဲ့လားဖြစ်ပါတယ်တဲ့မင်းမကုန်တယ်လို့ပဲဖြစ်ဖြစ်တဝက်တစ်ပြည့်ပဲဖြစ်ဖြစ်မင်းပိုးနေတာပဲဖြစ်ဖြစ်ငါတို့ယဟန်တန်ဃာဆိုတာသူများပေးမှပြောမှစားတဲ့ဘဝပါကွာတဲ့ဒီလိုပြောအခုလည်းပဲပြောနေတာကတိတ်တာယဟန်တိတ်တာယဟန်ကပြေးတယ်ယဟန်ဝင့်လာကြတဲ့ကသူကြိုက်တဲ့ခင်းနဲ့ဒီရှာနဲ့မတွေ့ခဲ့တာကြာအခုမှဒီကလေးမလေးကဒီခင်းမျိုးလောင်းထည့်လိုက်တော့ဟာအဲ့ဒါလည်းပြန်စားမိလိုက်သဗ္ဗရဏစာရိကအိမ်စဉ်လှဲ့နေတဲ့တိတ်တာကအိမ်စဉ်မလှဲ့ဘူးဒီခုနှစ်အိမ်ပဲပြန်လှဲ့ရှေ့လှဲ့ရမှာမလှဲ့တော့ဘူးနော်မနေ့ပြန်လည်းဒီခုနှစ်အိမ်နောက်တနေ့လည်းဒီခုနှစ်အိမ်တဖြည်းဖြည်းနဲ့ခုနှစ်အိမ်တော့မဟုတ်တော့ဘူးအဲ့ဒီကလေးမလေးတအိမ်နဲ့ပဲဆုံးခံတယ်နောက်ဆုံးတူတူပြောကြပါစို့ပြိလေအဲ့ဒီကလေးမလေးကပြန်ခေါ်သွားတာနဲ့တိတ်တာကြီးလူဘဝပြန်ရောက်သွားတယ်တခြားမထိန်နိုင်လားရှာမထိန်နိုင်လား